Hello Riser ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုကိုတွေ့တဲ့သူတွေအတွက်ဘယ်ချိန်မှပဲတွေ့ပေါ့နော်ဒီဗီဒီယိုကိုတွေ့တဲ့သူတွေအတွက်ကနမေရီယန်လေးတစ်ခုဖတ်ပေးမယ်ပေါ့နော်ဒီနေ့ရိုးရိုးရှင်းရှင်းပဲ Smith Weight တက်ကိုပဲသုံးကြမယ်ဒီနေ့ဒီဗီဒီယိုကိုတွေ့တဲ့သူတွေအနေနဲ့ဘာ message လေးရှိနေလဲကြည့်အောင် Queen of Wands Reverse နဲ့ Empire ခက်တို့နှစ်ယောက်ကဆန့်ကျင်ဘက်ဖြစ်နေတယ်လို့တော့ပြောလို့ရပါဆို Queen of Wands ကအရေးချင်းစ조사အထောက်မှုကိုပိုင်ရက်တည်မှုကိုပိုင်စိတ်ပြင်းပြောင်းမှုတွေကိုစားပြုတယ်ဒါပေမဲ့ तू က reverse နေရာမှာရှိနေတာကကြတော့ကိုတီလက်ရှိအချိန်မှာစိတ်အားလျော့နေတာမျိုးတွေဖြစ်လိမ့်မယ်အရင်ကလိုမျိုးမဟုတ်ဘူးအရင်ကလိုမျိုးစိတ်တက်ကြွမှုတွေမရှိဘူးအရင်ကလိုမျိုးစ조사အထောက်မှုအားမရှိဘူးပေါ့နော်စ조사အထောက်မှုမရှိဘူးဆိုတော့အားမရှိဘူးမလုံနိုင်ဘူးအားတွေလျော့နေတဲ့ stress ပုံစံမျိုးပေါ့ဆိုတော့ Queen of Wands ရဲ့ energy အဲ့လိုရှိနေပြီးတော့ Empire ရဲ့ energy ကကြတော့သူကဖြောက်မှတ်တဲ့တည်တံ့တဲ့ခိုင်မာတဲ့ beta ပေါ့နော်ဒီဆောက်တူဆိုတဲ့ archetype ပုံစံကိုပြတယ်ဆိုတော့ဒီနှစ်ခုမှာကသူကစန့်ကျင်ဘက်ဖြစ်နေဆိုတော့ဒီနေ့ဒီ video ကိုတွေ့ရတဲ့သူတွေအနေနဲ့ကခုနပြောခဲ့လို့မျိုးလက်ရှိမှာပေါ့နော်ကိုယ့်ရဲ့ energy တွေတော်တော်လေးအာရုံနေရမျိုးပေါ့နော်အရင်ကထပ်ပို့ပြီးတော့ရော့ရဲနေအရင်ကထပ်ပို့ပြီးတော့လက် short ထားတာတွေရှိကောင်းရှိမယ်စိတ် short ထားတာတွေရှိကောင်းရှိမယ်ဒါမှမဟုတ်လို့ရှင်လဲဒီတိုင်းကိုပေါ့နော်ပြင်ပန်းပြီးတော့ကိုလှုပ်ချင်တဲ့အရာတွေမလုပ်နိုင်တာမျိုးကိုရဲ့စိတ်အားတွေကိုပေါ့နော်အရင်လိုမျိုးမထည့်နိုင်တာအရင်လိုမျိုးကိုစိတ်တက်ကြွမှုတွေရှာမတွေ့ဘူးဆိုတာမျိုးဖြစ်နေတတ်တယ်အခုလက်တော်မှဆိုလို့ရှင်ဘာမှလှုပ်ချင်ခိုင်းခြင်းသိမရှိနေဘူးဆိုတာမျိုးပေါ့ပြင်ပန်းနေတယ်လုပ်ရမယ်သိပေမဲ့လှုပ်တော့လှုပ်နေတယ်လုံးဝမလှုပ်တာလည်းမဟုတ်လှုပ်တော့လှုပ်နေတယ်ဒါပေမဲ့အရင်ကလောက်တက်ကြွမှုမရှိဘူးအားမပါဘူးဒါပေမဲ့ကိုယ်စီမာကကြတော့ပေါ့နော်ကိုတိဆောက်ချင်တဲ့အရာတွေရှိနေတယ်ကိုတိုင်းကအရှုံးပေးချင်တဲ့သူတော့မဟုတ်ဘူး Empire ရဲ့ energy ကဥဆောင်သူကိုပြတယ် Queen of Wands ရဲ့ energy ကလည်းကိုပိုင်ယုံကြည်ချက်ကိုပိုင်ဖြစ်တည်မှုခိုင်မာမှုကိုဖော်ထုတ်တယ်ဆိုတဲ့လူမျိုးတွေမှာပါတယ်ပေါ့နော်ကြည့်ရတော့နေရာလုံးက person ကတည်းပဲပေါ့နော်ဆိုကိုတိုင်းရဲ့လက်ရှိစိတ်ထဲမှာကအာရုံနေရရှိနေသည့်တိုင်ကိုရဲ့ရှင်မှန်းချက်တွေကိုကိုကနှုတ်ပြလိုက်တာမျိုးတော့မဟုတ်ဘူးကိုစိတ်ထဲမှာကိုဖြစ်ချင်တဲ့အရာကိုတိဆောက်ချင်တဲ့အရာကိုအကောင့်ထဲပေါ်ချင်တဲ့အရာတွေဒီတေချာပေါက်ရှင်နေသည့် Empire ဒီလက်လျှော့ရှုံးပေးတတ်တဲ့သူမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လက်ရှိ period လက်ရှိအချိန်လက်ရှိကာလအတွင်းမှာတော့ကိုဒီကျမရေးဆိုင်ရာအရာလည်းဖြစ်နိုင်တယ်ပေါ့ကျမရေးဆိုင်ရာအရာအားနေနေရမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ရှင်လည်းစိတ်ပိုင်းဆိုင်ရာအရာအားမထည့်နိုင်တာစိတ်ထကြနေတာ depression တွေပဲဖြစ်ဖြစ် overthinking တွေပဲဖြစ်ဖြစ်အတွေးလွန်တာတွေစိတ်ကြတာတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေနည်းနည်းလက်ရှိမှာရုန်းကန်နေရတာမျိုးဖြစ်လိမ့်မယ်ဆိုတော့ပြင်ပအခြေအနေတွေဘာတွေဆိုတာမျိုးထပ်ပေါ့နော်ပြင်ပကဘာဖြစ်လို့အခြေအနေတွေကဘာဖြစ်လို့ကံကဘာဖြစ်လို့ဆိုတာမျိုးထပ်လက်ရှိမှာအဓိကပြဿနာကကြတော့ကိုအရန်ကြီးစိတ်သွားတိုင်းကိုမပါနိုင်ဘူးဆိုတာမျိုးဒါမှမဟုတ်ရှင်လဲကိုသွားနိုင်တယ်ဆိုလို့ရှင်တော့စိတ်ကမလှုပ်ချင်ဘူးစိတ်ကနောက်ကိုဆုတ်ထားတယ်ဆိုတာမျိုးပေါ့နော်လက်ရှိပြဿနာတွေလက်ရှိအခြေအနေလက်ရှိကိစ္စတွေဒီဘေးပတ်ဝန်းကျင်ကကိစ္စတွေဘေးပတ်ဝန်းကျင်ကကံအခြေအနေကိုတက်ရောက်နေတဲ့ကံအခြေအနေတွေကြောင့်ဆိုတာမျိုးထက်ကိုတိုင်းကစိတ်လျှော့ထားလို့ဖြစ်နေတာမျိုးကပုံများတယ်ကိုရဲ့စိတ်ကစိတ်အားငယ်နေလို့ကိုရဲ့စိတ်ကကြောက်ရွံ့မှုရှိနေလို့ကိုရဲ့စိတ်ကပင်ပန်းနေတာဖြစ်တဲ့အတွက်ကိုတိုင်းရဲ့ negative thoughts တွေပေါ့မကောင်းတဲ့အတွေ့ဆိုတာမျိုးထက်စိတ်တက်ကြစရာအတွေ့တွေပေါ့နော်အဲ့လိုမျိုးအဆိုးဝါးဆုံးအခြေအနေတွေအဆိုးဝါးဆုံးအကြောင်းအရာတွေအဲ့လိုမျိုးမကောင်းမှုဆိုတဲ့အရာ negative ဆန်တဲ့အရာကိုအတွက်အဆင်မပြေဘူးဆိုတဲ့အရာတွေပေါ်မှာပဲကိုယ်စိတ်ကအရန် focus ထားနေပြီးတော့ငါကံမကောင်းဘူးငါအဆင်မပြေဘူးအဲ့လိုမျိုးပေါ့နော်ဘေးပတ်ဝန်းကျင်တက်ရောက်မှုတွေရှိနေတယ်လို့ထင်တယ်တကယ်တမ်းကျတော့ကိုယ်စိတ်ရဲ့အတွေ့အမြင်ကိုယ်အတွင်းထဲကစိတ်ရဲ့ရှုထောင့်မြင်တဲ့ပုံစံကကိုယ့်ပေါ်တက်ရောက်နေတာဖြစ်တယ်ပေါ့နော်ကိုတိုင်းကရှေ့ဆက်မှာကကျတော့လုံနိုင်စရာတွေအများကြီးရှိတယ်ကိုတိုင်းရဲ့အတွင်းစိတ်ထဲမှာခိုင်မာမှုရှိတယ်ကိုဒီကောင်းဆောင်တယောက်ဖြစ်တယ်သူများနောက်လည်းလှုပ်ချင်တဲ့သူမဟုတ်ဘူးဒီလိုတွေဒီပေါ့နော်ကိုတိုင်းရဲ့အရေးချင်းကိုတန်ဖိုးထားတဲ့သူတွေများလိမ့်မယ်တခုဆိုလို့ရှိရင်ကိုလက်ကိုချင်တဲ့ကိုတိုင်းလောက်ရမှာကန်ရမှာဂျင်းနဲ့တယ်ကိုယ်တိုင်အကောင်းဆုံးလုပ်ချင်တဲ့ကိုယ့်ရဲ့အရေးချင်းကိုဖော်ထုတ်ချင်တဲ့ဥဆောင်ပေးချင်တဲ့လုပ်ပေးချင်တဲ့နှစ်နောက်ခံပေးချင်တဲ့စသဖြင့်ပေါ့တချို့တွေအနေနဲ့အိမ်ရဲ့တာဝန်ကိုဦးစီးထားရတဲ့လူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဓိကဝင်ငွေရှာပေးတဲ့သူတို့အဲ့လိုမျိုးပေါ့နော်ဒီ provider ဆိုတဲ့ energy မျိုးလည်းရတယ်ဆိုတော့ကိုယ်စီမာကဝင်နေကတော့ပြီနေရတော့အမှန်ပဲဝင်နေပြီတယ်ကိုယ်တိုင်ယူထားတဲ့တာဝန်တွေကိုယ်တိုင်ကိုအနှစ်နာခံပြီးတော့ယူပေးထားတဲ့တာဝန်တွေကိုယ်တိုင်ကကိုစိတ်လိုလာပြီးတော့ကိုထမ်းထားတဲ့တာဝန်တွေပေါ့နော်
မဖြစ်မနေလောက်ရတာလားဆိုလည်းမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ရှိနေလို့ကိုယ့်ရဲ့လုပ်ပေးခြင်းစိတ်ရှိနေလို့အဲ့လိုမျိုးထမ်းထားတဲ့တာဝန်တွေဖြစ်နေရပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကြားတဲ့အခါမှာလူကဒီလိုမျိုးချိန်မျိုးတွေမှာဆိုလို့ရှိရင်ပြန်မှန်းတယ်စိတ်တက်ကြရတယ်စိတ်အားရောတယ်ဆိုတာမျိုးဖြစ်လာပြီးတော့ငါရဲ့အနာဂတ်ကတရောသေးကြသေးရလားအနာဂတ်မှာကိုဖြစ်နိုင်တာရောရှိသေးလို့လားဘာဖြစ်နေသေးဘာဖြစ်အောင်မှမို့လို့လဲဒါတပြည့်လောက်ရတာတန်းရလားစသဖြင့်ပေါ့နော်လက်ရှိမှာကအဲ့ဒါတွေသိပြီးမတွေးနိုင်တော့ဘဲနဲ့ကိုပင်ပန်းနေရဆိုရလို့ပဲစိတ်ရောက်နေတယ်အဲ့ဒါကြောင့်စိတ်ရဲ့အတွေ့အကြုံတွေမကောင်းတဲ့ negative ဆန်နဲ့အပြတ်သဘောဆောင်တဲ့ခံစားချက်တွေအကြောင်းအရာတွေအတွေးတွေအဲ့ဒါတွေကိုပဲလိုက်ဖမ်းပြီးတော့ပေါ့နော်ပို့ပြီးစိတ်အားရောလာတတ်တယ်ပေါ့နော်ဆိုတော့အဓိကသိရမှာကြာပြဿနာကပေါ့နော်ပြဿနာကကိုယ်စိတ်ရှူတောင်ဆိုတာမျိုးကိုပြန်ပြီးသတိကြရအကြောင်းအရာတွေဘာတွေပဲဖြစ်နေနေပြင်မှာဘယ်လောက်ပဲဆိုးရွားနေပါစေအကြောင်းအရာတွေကန်နေဘယ်လောက်ပဲဆိုးရွားနေပါစေ Riser တို့ကစိတ်ထဲမှာဘာဖြစ်နေရညာဖြစ်နေရဆိုပြီးယူဆတာတည်ပေါ့နော်အပြင်မှာဘာပဲဖြစ်ကိုယ်စိတ်ကအတွေးမြင်ကတဆင့်ခံသေးတယ်ကိုယ်စိတ်ကကောင်းနေရအရာကိုကြည့်လို့ရှိရင်ကိုယ်ကောင်းနေလို့ထင်လိမ့်မယ်စိုးနေတဲ့အရာတွေကိုပဲ focus ထားရဲစိုးနေရလို့ပူပြီးခံစားရတယ်အဲ့လိုပုံစံမျိုးပဲလူတိုင်းကပြင်ပမှာတကယ်ဖြစ်နေတဲ့ reality ဆိုတာမျိုးထက်ကိုယ်စိတ်ကရှုထောင့်ကိုမှာပဲသွားပြီးတော့အသားပေး bias လိုက်ပြီးတော့ပတ်လိုက်ပြီးတော့တွေးမိတတ်ကြရပေါ့နော်ဆိုတော့လက်ရှိမှာ view site တဲ့နာကိုယ့်ရဲ့ perspective တွေဘယ်ကိုရောက်နေလဲပေါ့ကိုယ့်ရဲ့စိတ်ရှုထောင့်တွေဒီဘယ်နေရာကိုကြည့်နေရလဲလမ်းကြောင်းနေသည်ကိုမူလလမ်းကြောင်းတိုင်းစီစဉ်ထားတဲ့လမ်းကြောင်းတိုင်းရှိနေလားကိုသွားခြင်းတဲ့လမ်းကြောင်းတိုင်းကိုတေချာကြည့်နေလားမလိုအပ်တဲ့အတွေ့တွေဝင်နေလားစသဖြင့်ကိုယ့်ရဲ့စိတ်ကိုပြန်ပြီးသတိကလိုက်ဖို့လိုတယ်ပေါ့နော်ချက်ချင်းကြီးပျောက်ချင်မှပျောက်သွားမယ်ဒါပေမဲ့ကိုယ့်စိတ်ထဲမှာကိုဘာဖြစ်နေရဘာတွေတွေးနေရဘာကြောင့်ဒီလိုလုပ်နေရဆိုတာမျိုးကိုပြန်ပြီးတော့ငြိမ်ငြိမ်လေးစဉ်းစားဖို့လိုတယ်ဒါဆိုတော့leaderတယောက်အနေနဲ့ဘယင်တယောက်အနေနဲ့ကအမြဲတမ်း emotional များနေလို့မရဘူးကိုဖြစ်ချင်တာတွေဖြစ်ဖို့ရှိလုပ်ချင်တယ်ဖြစ်ချင်တယ်တိဆောက်ချင်တယ်စသဖြင့်ကိုယ်စီမှာရည်မှန်းချက်တွေရှိတယ်ဆိုလို့ရှိရင် emotional များတဲ့အချိန်ကိုများနေတဲ့အချိန်မှာဆိုလို့ရှိရင်ဆုံးဖြတ်ချက်တွေအရန်ဝေဝါသွားနိုင်တယ်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်လို့လောလောဆယ်မှာကကြတော့ကိုယ်တိုင်းကလည်း emotional များနေတာဖြစ်တဲ့အတွက်ခံစားချက်တွေများနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့စနစ်တကျတွေးခေါ်မှု logic ပိုင်းပေါ့နော်ဝေဖန်ဆုံးဖြတ်နိုင်စွမ်းပိုင်းကိုပြန်ပြီးတော့တတိကရမယ်ဆိုတော့ကိုယ်စိတ်မှာခံစားချက်တွေများနေရဆိုလို့ရှိရင်အဲ့ခံစားချက်တွေကိုကိုတတိကရမယ်ကိုပြန်ပြီးတတိကဖို့လိုတယ်ငါခန္ဓာကိုယ်မှာဘာဖြစ်နေရလဲငါနေမကောင်းဘူးလားခံစားခတ်နေလားဒါမှမဟုတ်ဆိုရင်လည်းကိုယ်စိတ်ကဘာဖြစ်နေရလဲကိုယ်စိတ်ကအတွေးတွေမှာဘာကစိုးမှုနေရလဲစသဖြင့်ကိုပြန်ပြီးတော့အတွေးကပ်ပြီးတော့ကိုယ့်ရဲ့တည်ငြိမ်မှုတမားတွေကိုပြန်ပြီးရှာဖို့လိုတယ်ဝေဝါးနေလို့မရဘူးဘာလို့လဲဆိုတော့ဒီလက်ရှိအခြေအနေကိစ္စတွေဒီပေါ့နော်ခုနပြောခဲ့လို့အပြင်မှာဘာပဲဖြစ်နေနေကန်နေပါပဲဖြစ်နေနေလက်ရှိပြဿနာကကိုယ်စိတ်ကအတွင်းမြင်ရှုထောင့်ဖြစ်တယ်အဲ့ဒီရှုထောင့်ကိုပြောင်းလိုက်လို့ရှိရင်ကိုယ်တည်ပြန်ပြီးတော့တက်မှတ်လာလိမ့်မယ်ပြီးလို့ရှိရင်ကရှေ့ဆက်အနာဂတ်ဖို့အတွက်ရှယ်ကိုပြောရမယ်ဆိုရင်ကိုကပေါ့နော်ကိုတင်နာထပ်ပို့ပြီးတော့ကြီးမားတဲ့အရာတွေကိုလုပ်ရမယ်သူဖြစ်လိမ့်မယ်ကိုစ조사နိုင်စွမ်းရှိရလို့ထင်တဲ့သူတွေများလိမ့်မယ်ဒါပေမဲ့အဲ့ဒီ조사နိုင်စွမ်းရှိတာအထက်ကိုပို့ပြီးတော့ကိုလုံနိုင်မှုရှိတယ်ကိုထင်ထားတဲ့ထက်ပို့ပြီးတော့ကိုမျှော်လင့်ထားတဲ့ထက်ပို့ပြီးတော့လုံနိုင်ဖို့ရှိတယ်ကိုကအဲ့လိုမျိုးလုံရမယ်ကံပါတယ်ပေါ့နော်တခုခုကြီးမားတယ်ကိုထပ်ပို့ပြီးကြီးမားတဲ့အရာတွေကိုလုံရမယ်သူကိုထင်ထားတဲ့ထက်ပို့ပြီးကြီးမားတဲ့အရာတွေကိုလုံရမယ်သူဖော်ဆောင်နိုင်မဲ့သူအောင်မြင်နိုင်မဲ့သူစသဖြင့်ပေါ့နော်ကိုယ့်ရဲ့ရည်မှန်းချက်တွေဒီတေချာပေါက်အကောင့်ထဲပေါ်လာဖို့ကရှိနေတယ်ဘာလို့ဆိုတော့ကိုယ့်ရဲ့အတွင်းစိတ်ကိုကအဲ့လိုမျိုးလှုပ်ချင်တဲ့ဂိုင်းချင်တဲ့သူမျိုးကိုယ်စိတ်ထဲမှာကတခုခုဆိုရင်ဥဆောင်ချင်တယ်ဖော်ထုတ်ချင်တယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါအကြောင်းကိုလုတ်ဖြစ်နိုင်ဖို့ရှိနေတယ်ဒါပေမဲ့လက်ရှိမှာကိုယ့်ရဲ့စိတ်ကအာရော့နေတယ်ပေါ့နော်ဆိုတော့အဲ့စိတ်အာရော့နေတဲ့ဟာကိုဖြည်းဖြည်းချင်းနဲ့ပြန်ပြီးတော့သတိကပ်ပြီးတော့တက်မှတ်လိုက်ဖို့လိုတယ်မျောလိုက်တာမျိုးလက်လျှော့လိုက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့အရှိကဖြစ်နိုင်စွမ်းကိုဆက်သွားလို့ရသေးတယ်ပေါ့နော်ဆိုပြောရရင်တော့ဆက်သွားမသွားကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲပေါ့ကိုကရှေ့ဆက်မှာကိုလှုပ်ချင်တာတွေရှိသေးတယ်တိဆောက်ချင်တာတွေရှိသေးတယ်ကိုတကယ်ဖြစ်ချင်တဲ့အရာတွေရှိသေးတယ်ဆိုလို့ရှိရင်လမ်းရှိသေးတယ်လို့ပဲပြောရမယ်ပေါ့နော်ရှေ့မှာလမ်းရှိသေးတယ်သွားလို့ရသေးတယ်ဆက်ဖြစ်နိုင်ဖို့ရှိသေးတယ်လုံနိုင်ဖို့ရှိသေးတယ်မဟုတ်ဘူးကိုကတော့အဲ့ဒီဒီမှချက်တွေကိုတော်ပြီမလုပ်တော့ငါတရားဓမ္မနဲ့အေးချက်နေမယ်ဆိုရင်တော့တမျိုးပေါ့နော်ဒါကတပိုင်းဒါပေမဲ့ကိုကဘဝမှာလှုပ်ချင်တာတွေဖြစ်ချင်တာတွေရည်မှန်းချက်ကြီးမားတဲ့သူဆိုလို့ရှိရင်ဒီ message တွေကိုဒီအဲ့ဒီအရာတွေကိုတေချာပေါက်လုံနိုင်ဖို့ရှိနေတယ်အဲ့ဒီလုံနိုင်ဖို့ရှိနေတဲ့အရာတွေကိုဖြစ်တန်စွမ်းရှိနေတယ်လုံနိုင်သေးတယ်ဆိုတာမျိုးကို message ပေါ့နော်ရက်လိုက်စရာမလိုဘူးရှုံးပေးလိုက်စရာမလိုဘူးကိုပြန်ပြီးတော့ထိန်ချောင်းလိုက်ကိုတီလမ်းမှန်ပေါ်ပြန်ရောက်လိမ့်မယ်ဘာဖြစ်လဲဆိုတော့ကိုကဥဆောင်သူဖြစ်တယ်ဖော်ဆောင်သူဖြစ်တယ်တိဆောက်သူဖြစ်တယ် empire energy ဘယင်တယောက်ရဲ့ energy ပေါ့နော်ဥဆောင်သူတယောက်ရဲ့ energy ပေါ့
ဆိုကိုစီမာက potential တွေအများကြီးရှိတယ်ဖြစ်တန်စွမ်းဖြစ်နိုင်စွမ်းတွေအများကြီးရှိတယ်ဟုတ်တယ်ကိုယ့်ရဲ့ကိုယ့်လက်ကိုယ်ချင်နေတော့ယုံရလိမ့်မယ်ကံအကြောင်းကတော့သူဟာနဲ့သူပေးထားတယ်ဒါပေမဲ့ကံကောင်းပြီးဖြစ်လာတယ်ကံကောင်းပြီးတော့ဘာမှမသိပဲနေရာရောက်လာတယ်ဆိုတဲ့လူမျိုးမဟုတ်ဘဲနဲ့တကယ်ကိုလက်ကိုချင်တဲ့လို့ကိုတကယ်သိလို့ကိုတကယ်စူးစမ်းလို့ကိုတကယ်အာရုံစိုက်လို့ရောက်လာပြီးတော့လုံနိုင်တယ်ဆိုတော့ကိုဂုံယူနိုင်တဲ့နေရာမျိုးပေါ့နော်အဲ့လိုမျိုးနေရာတွေကိုရောက်ဖို့ရှိတယ်ဆိုတော့ message ကတော့ကိုယ့်ရဲ့စိတ်ရှုထောင့်တွေကိုပြန်ပြီးစမ်းစစ်ဖို့လိုတယ်ကိုယ်ပဲနေရာမှာအာရုံနေရလဲကိုဘာလိုအပ်နေရလဲလိုအပ်တဲ့အရာကိုလိုအပ်တဲ့အတိုင်းပေးပြီးတော့စောင်းနေတဲ့အတွေးမြင်တွေကိုလည်းပြန်တဲ့ပြီးတော့နေဖို့လိုတယ်အဲ့ဒါမှကိုဖြစ်ချင်တဲ့အရာကိုသေချာပေါက်လုပ်နိုင်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီနေ့ message တွေကတော့ဒီလောက်ပါပဲ